တာပဲဗျာလေးစုတက်ဖို့ရွှေတကူဇီတီတို့မြတ်ကြီးဆိုတာငါတိုင်ဖူးစားအားရပါရကြီးဝအောင်ဖူးလိုက်မင်းအခုမှဖူးတာမလားဖူးသားတကယ်ကြီးတီဗီထဲမှာတော့မင်းခဏခဏဖူးရတယ်ကွာအခုကတော့မင်းပြောလို့ခုမှပဲဖူးတယ်ဆိုပါတော့ငါလည်းရွာကိုပြန်မြောက်တာကြာပြီဆိုတော့ရွာရဲ့သတင်းပလင်းလေးပါလေဘာမှမကြောက်ဘူးရွာမှာဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးကတ်စင်လေရွာဘာမှမပြောင်းလဲဘူးဆိုတော့ဒီကောင်ငါတို့အေးရောဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးဒါပေမဲ့မင်းမွေးထားတဲ့ကြောင်လေးတော့တည်သွားပြီကွာဟာကြောင်လေးတည်သွားပြီဟာအဲ့ဒီကြောင်လေးအရန်လိမ့်မာတာကွာဘာဖြစ်လို့တည်သွားတာလဲမင်းအဖေနဲ့မင်းအကိုစကားများကြတယ်လေစကားများပြီးမင်းအကိုကအရင်မူးမူးနဲ့စပက်ကြီးကိုမီးရှို့လိုက်တာပါသွားတာပဲစပက်ကြီးကိုမီးနဲ့ရှို့တယ်အဲ့ဒီတော့မဟုတ်စပက်ကြီးကိုမီးနဲ့ရှို့ရတာအောင်အဖေနဲ့ကိုကဘာအတွက်နဲ့စကားများတာလဲဘာကြီးလို့မဟုတ်ဘူးကွာမင်းကမလေးအရက်သမားထုံးနိုင်တဲ့လိုက်ပြေးတဲ့ကိစ္စဘာဒီမှာလင်းလောက်လိုက်သွားပြီနေစမ်းဒီညီမလေးလင်းလောက်လိုက်သွားတဲ့ကိစ္စကိုအမေကဘာမှဝင်မပြောဘူးလားဟင်မင်းအမေကဘာမှဝင်ပြောလို့မရတော့ဘူးလေကွာပြောလို့မရတော့ဘူးဆိုတော့နေစမ်းသူတို့ကအမေစကားကိုနားမထောင်ကြတာလားဘယ်လိုဖြစ်တာလဲအဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာမင်းတို့စပယ်ကြီးမိလောင်တော့မင်းတို့အိမ်မှာပါသွားတယ်မင်းအမေကတခါတည်းပါသွားအမလေးကအမေပါသွားတယ်ဟုတ်တယ်ဆိုမင်းသိပြီပေါ့အမလေးကအမေအမေတရားတော့သားတရားမသိလဲရပါလားအမေမင်းရလဲကွာအမေကြလို့တရားတယ်မှာဘာမှထူးခြားပြောင်းလို့မရှိဘူးလေမင်းမလို့ပြောတတ်တယ်ဗျဟုတ်ပါရဲ့ကထားလိုက်တော့ဒါဆိုရင်ငါအဖေနဲ့ကိုကအခုဘာမှနေကြလဲမင်းအကူကတော့မီးရှို့မှုနဲ့ထောင်ကြပါမင်းအဖေကတော့အဲ့ဒီစိတ်နဲ့ယူနေအမလေးဗျာအမေကသေတယ်အဖေကယူတယ်အကူကထောင်ကြနေတယ်အဲ့ဒါကထူးထူးခြားခြားဘာမှပြောင်းလဲမှုမရှိဘူးလို့မင်းမလို့ပြောရတယ်အဲ့ဒါပုံမှန်ချိန်နေဖြစ်မလားကွာစိတ်ကိုတီတီငြင်ငြင်လေးထားသမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ွက်တည်ပါတီညီနေလိုက်တာရင့်ချက်နေလိုက်တာတရားတွေပေါက်ပြီးတရားရှင်ကြီးအမလေးမင်းခံနေကြည့်မယ်ငါခံနေမရှိသေးဘူးတကယ်ကြီးရဲ့ငါရင်ထဲမှာပူနေပြီကြွသပါဦးဒါဆိုရင်ငါညီလေးတွေညီမလေးတွေရောရင်ဘယ်လိုလဲပြောအောင်ကွာသူတို့ကအေးစေးပါပြီအမလေးတော်ပါသေးရဲ့တော်ပါသေးရီးလေးတို့ကခေါ်ပြီးမွေးထားလိုက်တယ်မလားအဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာအဲ့ဒီလိုမဟုတ်တော့ဘယ်လိုဖြစ်ပြန်ပြီတော့ပါဦးသူတို့တကပူစရာမလိုပါဘူးကွာစိတ်အေးထားလိုက်တော့မလို့ထားတာပါမရဘူးခုမှပဲရှင်နေအေးတော့တယ်တကယ်ကြီးပြောစမ်းပါဦးသူတို့တရွာလုံးကတနာနေတော့အေးဗောသူတို့ကလည်းရွာထဲမှာလက်ပါတောင်ရန်စားတော့ရွာတွေကထမင်းညဟင်းညလေးပေးလိုက်ကြတာပါပဲကွာဟုတ်ပြီလားဟာဒါဆိုကစပါရေးတနာ